ဘယင်တစ်ပါးသည်ကမ်းခြေတွင်ရွှေလက်ဖက်ရည်အိုးတစ်လုံးကိုတွေ့ရှိခဲ့သည်သူကအသာအရာပုတ်တက်လိုက်ရာကြီးနီတအူထွက်ပေါ်လာပြီးဘယင်ကိုဆန္ဒ3ခုဖြည့်ဆည်းပေးမည်ဟုဆိုသည်သို့သောဘယင်ကသူတွင်ရှိတဲ့သမျှအရာအလုံးရှိပြီးဖြစ်၍ဘာဆန္ဒမှမရှိကြောင်းပြောလိုက်သည်ထောင်ပေါင်းများစွာသောနှစ်များအတွင်းဘာဆန္ဒမှမရှိသူမျိုးကိုတခါမှမကြုံဘူးသဖြင့်ကြီးနီအားအသင့်သွားသည်ဘယင်ကကြီးနီ၏ဆန္ဒမှာအဘယ်နည်းဟုပြန်မေးရကြီးနီကလွတ်လပ်ခွင့်ဖြစ်ကြောင်းဖြေသည်ထို့ကြောင့်ဘယင်ကပထမဆုံးဆန္ဒဖြစ်ကြအမီကိုလွတ်လပ်ခွင့်ပေးလိုက်သည်ဒုတိယဆန္ဒဖြစ်တတိယမြောက်ဆန္ဒကိုဂျီနီကိုယ်တိုင်ရွေးချယ်စေရန်ပြောသည်ဘယင်၏ရရောမှုကြောင့်ဂျီနီသည်ဘယင်နားမှာပဲဆက်နေရန်ဆုံးဖြတ်လိုက်သည်သို့သောနန်းတော်သို့ရောက်သောအခါဂျီနီသည်မိဖုရားကိုမြင်မြင်ချင်းချစ်မိသွားသည်ထိုအချိန်မှစ၍ဂျီနီသည်မိဖုရားကိုအမြဲလိုက်လံစောင့်ကြည့်ပြီးမော်မန်တစ်ချက်လက်ဆောင်ပေးသည်မိဖုရားသည်မှန်ကိုကြည့်လိုက်သည်နှင့်ဂျီနီကိုဆွဲလန်းသွားသည်မကြမီဘယင်သည်မိဖုရား၏ဒိုင်ယာရီကိုဖတ်မိပြီးတစ္ဆာဖောက်မှန်းသိသွားသည်ဘယင်ကဂျီနီကိုမိဖုရား၏ချစ်သူမှာမြည်သူနေဟုရှာခိုင်းသည်မိဖုရားကဒိုင်ယာရီထဲတွင်အမည်ကိုမရေးထားခဲ့၍ဂျီနီမသိခဲ့ပေထိုအချိန်တွင်မိဖုရား၏ဖခင်ရောက်လာပြီးအမှန်တရားကိုသိရှိကြအောက်မိဖုရားကိုလက်ဆောင်ပုံတစ်ခုပေးရန်ပြောသည်ထိုပုံထဲတွင်အစိတ်ပြင်းသောငွေနှကောင်ရှိနေသည်မိဖုရား၏ဖခင်ကသူမကိုသူမအဆုံးစီရင်ပြီးမိသားစုကုံကိုမထိခိုက်စေရန်တွဲဝိုက်ပြောဆိုခြင်းဖြစ်သည်မိဖုရားမွေတွေကိုကာယံပြင်ဆင်နေချိန်တွင်ဂျီနီကသူမကိုတားလိုက်ပြီးပိုကောင်းတဲ့နည်းလမ်းရှိကြောင်းပြောသည်ဂျီနီသည်ထိုငွေနှကောင်ကိုဘယင်အိယာပေါ်တင်ထားလိုက်ရာဘယင်အစိတ်သိမ့်၍ချက်ချင်းတေဆုံးသွားသည်ဂျီနီသည်မိဖုရားထံပြေးသွားပြီးတိုင်ပင်ကအတူတူထွက်ပြေးရန်စီစဉ်သည်သို့သောမိဖုရားကအံ့အားသင့်စရာကောင်းစွာပင်နန်းတော်မှမထွက်ခွာပဲသူမကိုယ်တိုင်ထီးနှန်းကိုဆက်ခံမည်ဟုပြောပြီးဂျီနီကိုတယောက်တည်းထွက်သွားခိုင်းသည်ထိုအခါမှဂျီနီသည်သူမသူ့ကိုဘယင်ကိုတက်ရန်သာအသုံးချခဲ့မှအန်တီလိုက်ရသည်စိတ်ထိခိုက်သွားသောဂျီနီသည်ရွှေအိုးကိုထုတ်ယူပြီးတတိယမြောက်ဆန္ဒကိုဆူတောင်းလိုက်သည်မိဖုရားရဲ့ဘေးနားမှာထာဝရရှိနေပါစေဟူ၍ဖြစ်သည်ထိုဆန္ဒကြောင့်ထိုနေ့မှစ၍မိဖုရားမှန်ကိုကြည့်လိုက်တိုင်းမှန်ထဲမှပြန်ကြည့်နေသောမျက်နှာမှာဂျီနီ၏မျက်နှာသာဖြစ်နေတော့သည်